Hello teacher, good morning. Uniform လည်းမဝတ်ဘူး ချိန်မိုးနေရောပဲခုမှစရောက်လာလို့ပဲငါလှုပ်လိုက်ရ အချိန်မှာပေါ့သူ့ကြားတင်မောသားလေးအရှင်ကျောင်းတော့ကလည်းဘယ်မှမပြောငါ့ကြောင်ပြောင်းလာတာဟုတ်ပါ ကဲအားလုံးပဲ Good morning class Good morning, teacher. What? Hey တော့ပြော ဟုတ်တယ်မင်းပြောတာတီရှယ်ထိုင်ခိုင်းပြီလား ထိုင်ခိုင်းဦးဗျ ကဲ sit down please ကဲအဲ့ဒါဆိုလို့ရှိရင် let me introduce myself တီရှယ်ကိုတီရှယ်အရင်မိတ်ဆက်ပေးမယ်ဟုတ်ပြီနော် my name is တန်တာရင်ကြီးဟုတ်ကဆရာမကိုဆရာမမိတ်ဆက်နေလေဆရာမနာမည်မှတ်မိလိုက်လား မသိစမ်းမ မှတ်ထားလေမမှတ်မိရင်ပြောပြနေလေတိရှာတီရှယ်နာမည်ကတန်တာရင်ကြီးเนาะတီရှယ်ကိုစကားလုံးကြီးကနာမည်ရက်အရင်ရှိနေဆိုရင်တီရှယ်ရင်ကြီးလို့ခေါ်လို့ရတယ်ဟုတ်ပြီเนาะဆရာမအပြင်မှာဧည့်သည်ရောက်နေတယ်ကဲဧည့်သည်လာပြန်ပြီတဲ့တစ်ချက်သွားလာအောင်မယ်စကားလေးတစ်ချက်ပြောမယ်မကြောက်ဘူးခဏပဲเนาะပြန်လာခဲ့မယ်เนาะဟဲအမလေးဧည့်သည်ဆိုလို့ဘယ်သူများလဲမှတ်တယ်မတ်ဒီစီဘယ်တွေသွားပြီးဘယ်တွေကနေပြန်လာလဲပြောစမ်းမအောင်အခုဘာကိစ္စတုန်းဒီမော်ဒယ်များအောင်လာတာအမလေးဘယ်ပြောက်ရမှာလဲယောက်ျားနဲ့အော်စီမာသွားပြီးတော့နန့်နေတာမလေးယောက်ျားနဲ့အော်စီသွားတယ်တငယ်ချင်းကိုမေ့တာမလားဟွန်းကဲပြောအခုလာရင်ကိစ္စဘာတော့ဟဲ့ဘာကိစ္စရှိရမှာလဲ Victoria Academy Global ကလေမော်လမြိုင်မှာတန်းခွဲသိဖို့မှာဆိုအဲ့ဒါဟဲ့တစ်ချက်လာစုံစမ်းတာ Facebook မှာတွေ့လို့ဟဲ့ဟုတ်တယ်လေအခု29ရက်နေ့8လပိုင်း2026ရောက်လို့ရှိရင် Victoria Academy Global မော်လမြိုင်မှာလေတန်းခွဲသစ်တွေဖွင့်တော့မှာဘာတန်းခွဲတွေဆိုတော့ငါပြောပြမယ်ဗါလေနေ့သမီးကိုထားမှုမလားအမလီတန်းခွဲတွေမှာ share တွေငါပြောပြမယ် Victoria Academy Global မှာက Secondary IGCSE GED SAT IELTS English 4K အတန်းတွေကိုလည်းဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်ဒီအတန်းတွေကိုတော့ on campus အနေနဲ့တက်လို့ရသလိုနယ်ဝေးကနေပဲဖြစ်ဖြစ်နိုင်ငံရေးရှားကျောင်းသားကျောင်းသူတွေအနေနဲ့ပဲဖြစ်ဖြစ် online ကနေပြီးတော့လည်းတက်လို့ရပါတယ်ကဲအဲ့ဒီအတန်းတွေရှိတယ်နင်သားသမီးတွေထားချင်တာမလားနင်သားသမီးတွေထားချင်တယ်ဆိုလို့ရှိရင်ငါစီကိုလွှတ်လိုက်အားလုံး okay စီရမယ် Victoria Academy Global ရောက်လို့တော့ AC ပဲဟဲ့ကောင်းလိုက်တာတန်းခွဲရလည်းအများကြီးပဲပြီးကြတော့ online class နဲ့လည်းတက်လို့ရတာဆိုတော့ very good ပဲကဲနင်ဒါပဲပြောမလားငါ class ရှိသေးဟဲ့နောက်မှငါဖုန်းဆက်လိုက်မယ်နော်သွားလောက်မယ်ဟဲ့နေပါဦးနင်လည်းစကားလေးပြောပြရသေးအောင်နောက်မှငါဖုန်းဆက်လိုက်မယ်နော်အမလူအသေးတန်ပဲတော့ sorry ပါရှင်နည်းနည်းလောက်ကြပါတကယ်ချင်းနဲ့စကားလေးပြောလိုက်တာလေဟိုစာသင်ချိန်ကလည်းကုန်တော့မှာဆိုတော့ဒီလိုလောက်ဒီနေ့ကစာပြီးသင်တဲ့နေ့ဆိုတော့ငါသားတို့ကိုအရင်ဆုံးဟို listening test လေးဆရာမအရင်မေးမယ်နော်ဆရာမဒီ box လေးနဲ့ငါသားတို့ကို listening test လေးဖွင့်ပြမယ်အဲ့ဒါကိုဆရာမကိုပြန်ပြောပြရမယ်ဟုတ်ပြီနော်ကဲငါသားနေရေးစမယ်ဟုတ်ပြီနော်တီရှယ်ဖွင့်ပြမယ်နော်ဆရာမဖွင့်ပြမယ်နော်တီရှယ်ဖွင့်ပြမယ်တီရှယ်ဖွင့်ပြတာလေးကိုတေချာလေးနားထောင်ဒါငါသားတို့ listening test လေးလုပ်တာဟုတ်ပြီနော်အဲ့ဒါလေးကိုနားထောင်ပြီးဆိုတာနဲ့တီရှယ်ကအတန်းဆင်းမိမယ်ဒါလေးတစ်ခုပဲငါသားအရင်ဖြစ်နော် The thing is, I was in her dressing room and I was like, there was only a little curtain separating us while she was having her makeup done, and I started like going, I don't think I can do this, I don't think I can do this, and she would have heard it all, and then she popped out, so I put on a brave face, but the second time. ကဲဆိုတော့အတေကဘာပြောပါလဲတချို့ပြန်ပြောပြရင် နောက်တစ်ခေါက်ပြန်ဖွင့်ပေးပါ နောက်တစ်ခေါက်ဖွင့်ပြမယ်နော်နောက်တစ်ခေါက်နော် The thing is, I was in her dressing room and I was like, there was only a little curtain separating us while she was having her makeup done, and I started like going, I don't think I can do this, I don't think I can do this, and she would have heard it all, and then she popped out, so I put on a brave face, but the second time. ရပြီလားငါသား Okay ကျွန်မသားရင်းလေးဖွင့်တရယူမှာ ဟဲ့ဘာဖြစ်လို့လဲဒီနေ့မှကြောင်းတော့တာခွင့်ယူမယ် ကျောင်းမနေကျင်တော့အေးပြန်ကျင်နေပြီ